တို့ပြည်သားတို့ပညာရှင်တွေပုံစံဘယ်လိုလုပ်လဲအခွင့်အရေးနောက်ဆုံးဖွဲ့ပြီးတော့စားဖွဲ့ဆိုတော့ကျွန်တော်ကဒီဟာတွေပေါ့ကျွန်တော်ကတော့ပဲဆိုရင်ဒီထိန်းချုပ်တာလို့လည်းဖြစ်စီကျွန်တော်နိုင်ငံဘယ်လိုလုပ်မလဲကျွန်တော်တို့ကစက်ကူလုံးလုပ်ငန်းတွေဒီဟာတွေပြည့်မဲ့ဆိုလို့ရှိရင်ဘယ်လိုစနစ်နဲ့နိုင်ငံသားကိုမှာပြီးတော့ဒီမူရစ်အဖွဲ့တွေကနော်ဘယ်လိုစောင့်ကြည့်ပြီးတော့ကိုယ်နာတွေမှာလက်ခံပို့တဲ့နေရာရောက်လာတော့ဒီဆယ်ဘွို့ကြီးနဲ့ကတပြိုင်နဲ့လုံးမှာကမူရစ်စီဝါဆေးဆွဲတဲ့လူတွေလည်းဆေးကူကြောက်တယ်ထပ်ပြီးတော့ပြောမယ်ဆိုရင်တော့မူရစ်စီဝါလုပ်နေတဲ့လူတွေလည်းနောက်ထပ်ဒီပြည့်နဲ့တက်သွားနော်အဲ့တော့အခုဒီဒေသမှာတော့ပြောရရင်တော့ဘေးပေါ့နော်ကျွန်တော်တို့အခုဘေးခွက်နေတာလို့ကျွန်တော်တို့ကဖျက်ဆီးဖို့ဖြစ်လာပြီဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့လည်းအခုဒီမှာရှိနေတဲ့အဖွဲ့တွေအကျိုးမှတ်တဲ့လုပ်နေတာကိုဝမ်းသာပါတယ်နော်ကျွန်တော်တို့လည်းဒါအခုမနေ့ကဘုန်းကြီးပါပါတယ်နော်နေလို့ဘုန်းကြီးကနော်ဒါဘုန်းကြီးမျိုးတဲ့ဘုရားမျိုးတဲ့နော်သူနဲ့ဘုန်းကြီးလုပ်ပြီးတော့ကျွန်တော်တို့လုပ်ပါတယ်အဲ့တော့ခုနဘယ်လိုရင်းနဲ့လုပ်မယ်ဆိုတာဒီပေါ့ကျွန်တော်လည်းဒီမနေ့ကလုပ်တဲ့ဒါလေးကိုဒီနဲ့ပြပြပါမယ်ဒါမနေ့ကကျွန်တော်တို့ငယ်စနေကြီးဝဲလောက်ပါပေါ့နော်ကျွန်တော်တို့ဒါကျွန်တော်တို့ဆွေးရပြေရောဒီကမှနေမှာကျွန်တော်တို့ဒီလုံငယ်ကြီးမူကြီးတို့လုပ်တဲ့ရကျွန်တော်တို့ဒီနေရလက်ဖက်မှုရမှုချီမှုရကျွန်တော်တို့ဒီနေရလက်ဖက်မှုရမှုပြင်မှုရကျွန်တော်တို့ဒီကဆေးတဲ့ပုံဒီရရမှုလာဝင်ရဒါဘူးလို့ပုတ်ခါနော်你也是几多钟啊？不多。